ပပလဲဝစ်ချင်တယ်ဒီဇိုင်းလေးမိမိုက်လေးနဲ့ oversize တွေရှားနေတယ်ဆိုတော့မမရတဲ့နော်ဒီဒီဇိုင်းလေး2မျိုးယူပါဒီဒီဇိုင်းလေး2မျိုးယူပါမမင်းတို့ဆိုင်မှာအများကြီးမရှိဘူးနော်ထပ်ပြောမယ်ဒီဒီဇိုင်းလေး2မျိုးယူပါဒါလေးရဆိုရင်8ကျယ်စီလေးပါတယ်8ကျယ်စီလေးပါပြီးတော့ဟောစစ်ကလေးနဲ့ပါတော့နော်စစ်ကလည်းကောင်းမှကောင်း BKK brand လေးမလို့ချိုးချိုသားနေရတော့ပြောစရာဘူးမလို့နော်သူကဒီလိုအိတ်ကက်ကလေးပါတယ်ပေါ့နော်ရှင်းနောက်မှာဆိုရင်ဒီလိုမျှော်ကလေးပါပြီးတော့နောက်မှာလည်းဒီလိုအိတ်ကက်ကလေးတွေပါတယ်သူကခါဆွဲမယ်ဆိုရင်ဒီမျှော်လေးကိုဆွဲမယ်ဆိုရင်36ဖြူရတယ်တင်ရဆိုရင်42ထီကိုကောင်းကောင်းရတယ်ပလွတ်လေးနဲ့မိမစတိုင်လေးကြာချင်တယ်ဆိုရင်နော်ဒီဒီဇိုင်းလေးကိုလည်းမမစ်သင့်ပါဘူးနော်ကဲနောက်တဲ့ဒီဇိုင်းတစ်မျိုးလေးကတော့ရှေ့ရဟာလို့ပေါ့ဒီမှာစစ်လေးမပါတော့ဘူးကျယ်စီလေးမပါတော့ဘဲနဲ့သူကဒီလိုလေးအိတ်ကက်လေးပြီးမှနှစ်ဖက်ကလေးပါမယ်ပေါ့နော်သူကလည်းနောက်မှာကမျှော်ကလေးပါတယ်တင်ရဆိုရင်42ထီကိုရတယ်ပေါ့နော်ဒီဒီဇိုင်းလေးကလည်းပလွတ်နဲ့စတိုင်ချစီမဲ့ဒီဇိုင်းလေးပေါ့နော်အဲ့လိုဆိုတော့ရှေ့ကအပြားလေးနဲ့ဖော်ပြထားတာမလို့အရန်ကိုမိမိုက်တဲ့ဒီဇိုင်းကလေးတွေပါဒါလေးတွေကဆိုရင်မင်းတို့ဆိုင်မှာ install အများကြီးမရှိပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မြန်လာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်နော်တဲလေးတို့ရေ